လုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးခြင်းကတော့ international school တွေမှာအသုံးများတဲ့ဒီ Oxford သင်ရိုးစာအုပ်လေးရယ်ဒါဆိုရင် Oxford history ပေါ့နော်အဲ့ဒါဆိုရင် level 1 2 3 4 5 6ဆိုပြီးတော့6အုပ်ရှိပါတယ်ဒါကတော့ Oxford history ပါပြီးတော့ဒါလေးကကျတော့ geography ပေါ့နော် geography ဒါဆိုရင် international school တွေကအသုံးများပါတယ်ဒီကလည်း6အုပ်ပါနောက်တစ်ခုကကျတော့ Macmillan သင်ရိုးလေးပါ Macmillan science လေးပေါ့နော်အရင်တစ်ခေါက်ကလည်းတစ်ခါပြထားဖို့ပါတယ်ဒါလေးက Macmillan science မှာဆိုရင်1 2 3 4 5 6ဆိုပြီးတော့6ခုရှိပါတယ်ဒါလေးကတော့ international school တွေမှာအသုံးများတဲ့စာအုပ်လေးတွေပါဒီစာအုပ်လေးတွေကိုလည်းအကြောင်းနေရာမှာယူမယ်ဆိုလို့ရှိရင်ခေတ်ပညာမှာ special discount တွေရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်